ဒီနေ့ညာလေးတို့အိမ်မွေးငါချက်စားမယ်အိမ်မှာရှိတဲ့ငှက်ပြောကိုပဲခုတ်ပြီးတော့ထည့်လိုက်တော့ကဲငှက်ပြောပင်လည်းခုတ်ပြီးလူအပ်တာတွေကလည်းကိုယ့်အိမ်မှာအဆုံးရှိနေတာဆိုတော့ဈေးမှာမုံပတ်သွားဝယ်ဖို့ပဲရှိရတယ်ဒါဆိုလို့ရှိရင်ဈေးကိုသွားမယ်မုံပတ်သွားရမယ်ကဲပထမဆုံးမုံပတ်ရမယ်မုံပတ်2000လို့ဆိုတော့ပါပြီညာလေးတို့စီရဈေးတွေတွေကလေဘာဝဲအကုန်ပို့ထည့်ပေးနေတာအဲ့ဒါတော့သူတွေရဲ့မိကားတာပေါ့နော်ဒီမှာဆိုရင်အန်တီကပို့ထည့်ပေးနေကျွန်တော်မယူတော့ဘူးဆိုပြီးပြန်ပေးနေတာလိမ္မော်တီလေးဆိုပြလာအောင်လိမ္မော်တီလေးနင်းချုံရပြန်လေးပဲပြီးကြည့်မယ်နော်ပေါ့ညာလေးတို့ရွာတွေမှာလေဒီလိုမျိုးမွေးငါချက်တော်မယ်ဆိုလို့ရှိရင်ပဲမော်လေးအဲ့ကိုလက်နဲ့ကိုရဲ့စုံလေးနဲ့ပေါ့နော်အဲ့လိုကိုအားကိုပြီးတော့ကြေးရတဲ့ဟိုပဲမော်လေးပဲသုံးကြတယ်ငါးလေးစီတက်လာအောင်ငါးလေးစီတက်ပြီးလို့ရှိရင်တော့မွေးငါလုံးမယ်ပြီးလို့ရှိရင်ဘဲဦးလေးကိုပြုတ်ထားလိုက်မယ်ဘဲဦးပြုတ်ပြီးလို့ရှိရင်မွေးငါတွေကိုဘဲဦးလေးထည့်ပြီးတော့မွေးငါဆင်းတင်မယ်ရပြီကဲမွေးငါတွေကိုဘဲဦးလေးထည့်မယ်ဒါလေအများကြီးတေချာကိုစိုက်ထားတဲ့တံမြာသီးတွေဒီလားအစီလုံးဝပေါ့ရမ်းကောင်းတယ်ဆန်းတာလေဟဲငယ်သီးလေးလည်းဖွင့်နေရပဲကဲလူတော့ကူးသွားလာအောင်ပဲကဲအများလေးတို့ရဲ့တောမုံငါလေးရပါပြီချင်းငန်စရီစားမယ်ဟေးမွေးငါရပြီလေးတို့ရေလာမွေးငါစားရအောင်ရှက်ပါမယ်မြို့ရဲ့စူညံတန်တွေခဏမေးထားကြည်လည်းရဲ့အလားကိုလာကြည့်ပါလားမြလေးတို့အိမ်လေးကနှွေးထွေးတယ်ပျော်စရာတွေအများကြီးရှိတယ်လာလေပါနော်မြလေးစီတို့စိတ်ချမ်းသာခြင်းယူဆောင်လို့လာလေပါနော်မြလေးအိမ်ကိုလာလေပါနော်မြလေးအိမ်ကို